အင်္ဂလိပ်စာ scale တွေပြောပြီးတော့ဝါဟာရတွေကျော်ဝလာစေဖို့အတွက်ဒီနေ့ထပ်ပြီးလေ့လာမယ် idiom 3ခုကတော့ square meal a stone throw နဲ့ a storm in a teacup တို့ပဲဖြစ်တယ်ဒီနေ့ဆိုရင် idiom တွေကိုလေ့လာတာ83ခုတောင်ရောက်လာပြီပဲဖြစ်တယ်ပေါ့နော်ဒီနေ့ထိရောက်လာတဲ့အချိန်မှာ silent တွေ idiom တွေလည်းစုမိလာပြီးဖြစ်ပြီးတော့ဒီတိုင်းပုံမှန်လေးလေ့လာမယ်ဆိုလို့ရှိရင်ဒီ idiom တွေဟာဘယ်လိုမျိုးအတိတ်ပဲထွက်လဲဆိုတဲ့ဘဟုတုတကြီးလည်းရသွားမယ်အပြင်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဝါဟာရအသစ်တွေကိုလည်းစုဆောင်းမိပြီးသားဖြစ်သွားမှာလည်းဖြစ်တယ်ပေါ့နော်ဒါပြီးတော့ idiom ဆိုတာအင်္ဂလိပ်စာမှာဆိုလို့ရှိရင်တော်တော်လေးကိုလှပတဲ့စဉ်းစားရတဲ့အတွေးခေါ်ပါတဲ့ရေးသားမျိုးလေးစကားလုံးမျိုးလေးတွေဖြစ်တယ်ဒီလိုဟာမျိုးလေးကိုလည်းဆရာလက်နိုင်စုဆောင်းထားရမှာပဲဖြစ်တယ်ပေါ့နော်ပထမဆုံးတစ်ခုကတော့ square me ဆရာရှင်းပြပေးမယ် square ကိုဆရာတို့သိတာကတော့4000ဆိုတဲ့အဓိပ္ပာယ်စတူရန်ဆိုတဲ့အဓိပ္ပာယ်သိတယ်စတူရန်ဆိုတာညီညာတယ်ပေါ့အစုံမထွက်ဘူးအပိုလိုမရှိဘူးအရွယ်အဆောင်မရှိဘူးเนาะ meal ဆိုတာအစားအစာတော့ခုနလိုပဲအရွယ်အဆောင်မရှိတဲ့အစားအစာဆိုတာပြပြဝဝစားလိုက်ရတဲ့အစားအစာပေါ့ထမင်းတက်တက်သွားစားလိုက်တယ်ဘာလို့နေမှမသိဘူးစားလို့လည်းမကောင်းဘူးဆိုတာမျိုးမဟုတ်ဘူးစားပြီးတော့အချိန်မှာစိတ်ထဲမှာကျဉ်းနှံ့မှုဖြစ်သွားကောင်းလိုက်တာဒီနေ့ထမင်းဒီတနက်စားလိုက်ရတာရှင်ထဲမှာခိုင်းလုံးဝပြေဝသွားတယ်ဆိုရခံစားလိုက်ရတယ်အဲ့လိုမျိုးအစားအစာမျိုးတနက်စာကို square meal လို့ခေါ်တာပဲဒီလိုမျိုးနားလည်ပြီဆိုရင်ဒီစာကြောင်းလေးကို silent လာကိုဆရာဖတ်ပြမယ်ပြီးရင်ကိုယ့်ဘောက်ဗီဒီယိုလေးကိုချက်ပြီးဘာသာပြန်ကြည့်ပြီးတခါဆရာနဲ့အတူတူပြန်ကြည့်မယ်ကိုယ့်ဘောက်ပြန်ခိုင်းနေဆိုတော့ဒါကြီးမခတ်လောက်လို့ဆရာပြန်ခိုင်းတာပေါ့နော် He didn't have a square meal all day ကဗီဒီယိုလေးချက်ပြီးပြန်ကြည့်ပါဟုတ်ပြီပြန်ပြီးလို့ပဲယူဆလိုက်တော့မယ်ဆရာပြန်ပြပေးမယ် He သူဒီ all day တနေ့လုံး a square meal ခုနကပြောတဲ့ဒီ4000ပုံစံရှိတဲ့အစားအစာတွေညွှန်းတာမဟုတ်ဘူးเนาะပြဝဝထမင်းတက်နက်ကိုရှိတဲ့ဟာစားကိုမစားရသေးဘူးသူစားတော့စားတယ်ပေါ့သူကနန်းစိတ်ကနန်းလေးပဲစားရသေးတာဖြစ်တယ်ခုနကလူပြဝဝတစ်ခါမှတနေ့လုံးကိုထမင်းကောင်းကောင်းမစားလိုက်ရဘူးဆိုတဲ့ဒီမျိုးထွက်တယ်နောက်တစ်ခု stones throw stone ကကြောက်ခဲတစ်လုံး eat throw ဆိုတာတစ်ပြစ်စာပေါ့ကြောက်တုံးတစ်ချက်ပြစ်စာကြောက်တုံးကလူတယောက်ကကြောက်တုံးကံပြီးပြစ်လိုက်အဝေးရောက်နိုင်လားအဝေးပဲရောက်နိုင်မလဲဒါဒီပြောချင်တာနီးတယ်မလတ်မကန်လေးနီးလေးဆိုတဲ့အဓိပ္ပာယ်မျိုးထွက်တယ်ဒါဆိုရင်ဒီလိုမျိုးနားလည်ပြီဆိုရင်ဒီစာကြောင်းလေးကိုဆရာဖတ်ပြပေးဦးမယ် The school is just a stone's throw away from my house ဒါဆိုရင်ဒီလိုရက်ပြီးတော့ဘာသာပြန်ကြည့်ပါအောင်နော်ဟုတ်ပြီပြန်ပြီးလို့ပဲဆရာယူစားလိုက်မယ်ဆရာပြန်ပြပေးမယ် The school ကျောင်းကဆိုလို့ရှိရင်တဲ့ from my house ငါအိမ်မှနော်ဘလောက်ဝေးလဲ a stone's throw away နီးလေး just ကတော့ဒါနီးလေးဒါ is ဖြစ်ပါတယ်ပေါ့ကြောက်တုံးတစ်ပစ်စာလေးပေါ့နော်နောက်တစ်ခု a storm in a teacup teacup ဆိုတာကဒီလက်ဖက်ရည်ခွက်ထဲမှာရှိတဲ့ storm ဆိုတာမုန်တိုင်းလက်ဖက်ရည်ခွက်ထဲကမုန်တိုင်းနဲ့နော်အင်္ဂလိပ်စာလေးသူလည်းအတွေးခေါ်တဲ့သူ idiom လေးတွေကလည်းဆက်သူအယူဆလေးနဲ့သုံးထားတာဖြစ်တယ်ဒီရန်တမ်းပြီးတိဆောက်ထားတာမျိုးတော့မဟုတ်ဘူးဆရာတွေးကြည့်တာပေါ့နော် teacup storm ဆိုတဲ့အသုံးတော့ယဉ်ကြည့်လိုက်မုန်တိုင်းဆိုကြတဲ့လူတွေကကြည့်ပြီဆိုရင်ဒါတိမုန်တိုင်းဆိုတာကတေးရဆိုတာမရှိဘူးကြီးကြဲကြဲဖြစ်နေတဲ့ဟာမျိုးဒါပေမဲ့ကိုယ်စိတ်ထဲမှာအကြီးလို့ထင်လိုက်ပြီးတော့ကြီးလိုက်တဲ့အခါမှာသူဖြစ်နေတဲ့နေရာကဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့ဘာမှဖြစ်နေတဲ့မုန်တိုင်းလဲဆိုတော့ teacup လက်ဖက်ရည်ခွက်ကလေးထဲမှာဖြစ်နေတဲ့မုန်တိုင်းဆိုတော့ဒါကိုဘယ်လိုမျိုးယူဆမလဲဆိုရင် teacup ဆိုတာဘာမှမဟုတ်တဲ့ပြဿနာသေးလေးကို storm ဖြစ်တဲ့ကြီးမားတဲ့အငင်းအခုံတွေပြဿနာကြီးတွေရန်ပွဲတွေနော်ဖြစ်တာက storm တွေဖြစ်တာဘယ်ထဲမှာသွားဖြစ်နေလဲဆို teacup ထဲမှာသွားဖြစ်နေတယ်ဒီညွှန်းချင်တာကဘာမဟုတ်တဲ့ပြဿနာသေးလေးအတွက်အကြီးအကျယ်ဖြစ်နေကြတဲ့ကိစ္စမျိုးအကြီးအကျယ်ပြဿနာတက်နေကြတာမျိုးကို storm in a teacup လို့ခေါ်တာပဲဒီလိုဟာမျိုးကြားဘူးထိုင်တော့ silent တွေကောင်းကောင်းလေး writing မှာပဲဖြစ်ဖြစ် speaking မှာဖြစ်ဖြစ်သုံးလို့ရတယ်ပေါ့နော်ဒါဆိုဒီစာကြောင်းလေးကိုဆရာဖတ်ပြပေးဦးမယ် Their argument was just storm in a teacup ဒါဗီဒီယိုခဏလေးရက်ပြီးတော့ဘာသာပြန်ကြည့်ပါဦးဟုတ်ပြီပြန်ပြီးလို့ပဲဆရာယူဆလိုက်တော့မယ် Their သူတို့ရဲ့ argument ညှင်းခုန်မှုဟာဆိုလို့ရှိရင်တဲ့was just storm in a teacup ဘာမဟုတ်တဲ့ပြဿနာလေးကိုပုံကြီးချက်နေကြတာဒါဖြစ်ပါတယ်လို့ဘာသာပြမှာဖြစ်တယ်ပေါ့နော် teacup တွေက storm တာဖြစ်ပါတယ်ဆိုတော့တင်စားလိုက်တာဘာမဟုတ်တဲ့ပြဿနာလေးကိုပုံကြီးချက်ပြီးရန်ဖြစ်နေကြတာဒါဖြစ်ပါတယ်အဲ့ဒါမျိုးလည်းရှိတယ်လေဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့အကြီးကျယ်ပြဿနာတက်တာလို့ပါတော့ဒါဆိုရင်ဒီနေ့ကြိုးစားပြီးလေ့လာမယ်ဆိုရင်စက်ထနာတွေရောဟာရတစ်တွေနဲ့ဒီစကားလုံးအသစ်တွေစုဆောင်းပြီးမှဖြစ်ပါတယ် idiom တွေကိုလည်းနားလည်လာမှာပဲဖြစ်ပါတယ်ဒါကကိုအတွက်ခက်တယ်ဆိုရင်တော့အင်္ဂလိပ်စာအောက်တက်ချေဖို့ရက်30နောက် writing speaking စသဖြင့် CV အဆင့်ကိုဆရာဒီ TikTok မှာ Facebook မှာ YouTube မှာတင်ထားပြီးဖြစ်ပါတယ်ဒါပေမဲ့YouTube မှာတော့အတန်သိမ့်မပြောက်ဘူးလားလို့เนาะ TikTok မှာတချို့ဗီဒီယိုလေးအတန်ပြောက်သွားတာရှိတယ်အဲ့တော့ YouTube မှာနှင်းမိုး English journey လို့ရိုက်ရှာပြီးတော့ silent လာရဲမှာဆရာအမှလည်း category လေးတွေခွဲထားရပါတော့အဲ့ဒီမှာလည်း silent လာရေးလေ့လာနိုင်ပါတယ်နေရာမျိုးစူးစမ်းလေ့လာမယ်ဆိုရင်လည်းကိုယ့်အတွက်အကျိုးရှိမယ်လို့ဆရာမျှော်လင့်ပါတယ်ဆရာလည်းဒေတာလေးစူးစမ်းပေးနေပါတယ်နေရာမျိုးစူးစမ်းလေ့လာကြပါ fight တင်ပါ